တပည့်တော်တို့လေကားထစ်ပေါ်ခြေချမယ်လို့လုပ်ရောဟောဒီခွေးကြီးကဒေါသနဲ့ခုံးအောင်မဲ့အနေအထားဆိုတော့အော်မိတာပါဗျာအမလေးလောက်ကြပါအောင်ဗျာလောက်ကြပါအောင်ခွေးကြီးကပြေးလိုက်ပြီးတော့ကြိုက်တော့မယ်ဗျာကြိုက်တော့မယ်ဗျာကဲကြပါအောင်ဗျာအိုးဟုတ်ပါရဲ့ဗျာဟုတ်ပါအမလေးခွေးကြိုက်ရတော့မယ်ဗျာလောက်ကြပါအောင်ဗျာလောက်ကြပါအောင်၎င်းတို့၏အတန်ကြောင့်တပားတဲ့သတင်းသုံးနေသောဆရာတော်ဖျားထွက်လာခဲ့လေသည်ဟေးဘသူတွေလဲဘယ်ကကလေးတွေလဲကွာကျောင်းထဲကအသီးတွေခူးမလို့ဝင်လာကြတာဆိုရင်တော့တေဖို့တာပြန်တာငါရဲ့လေးကွာစာမိသွားမယ်ကွာဟိုခါငညိုကလက်အုပ်ချီလျက်မဟုတ်ရကြမှာဖေတပည့်တော်တို့ကတောင်ဘက်ရွာပါဖေကျောင်းဝန်းထဲမှာရေဝင်တောက်ဖို့အလားဟောဒီခွေးကြီးကမန်ဖီနေလို့ပါဖေဟာဖုံးတော်ကြီးမှာဟဲ့ပက်ပက်ရီမောလိုက်လေတော့သည်ငလက်တို့ကလည်းကြောက်လန့်သောမျက်နှာနဲ့ရှောက်ပြန်လေသည်တပည့်တော်တို့လေကားထစ်ပေါ်ခြေချမယ်လို့လုပ်ရောဟောဒီခွေးကြီးကဒေါသနဲ့ခုံးအောင်မဲ့အနေအထားဆိုတော့အော်မိတာပါဖေဟဲမင်းတို့နှစ်ကောင်ကတကယ်ကောင်းနေပါလားကွဒီမှာကွအဲ့ဒါခွေးမဟုတ်ဘူးကွထုထားတဲ့ရုပ်ထုပါတေချာလက်ကြည့်ပါအောင်ဗျာငလက်တုံနဲ့ငညိုတို့မှာခွေးရုပ်ထုကြီးကိုစစ်စစ်ကြည့်ပြီးတော့အလွန်အံ့ဩစရာကောင်းသောကြောင့်ပါဇက်ပင်မစိနိုင်ကြတော့ပြီအမလေးတွေတူမတူဗျာတကယ်ခွေးစစ်နဲ့လုံးဝမချပါလားဗျဧကန္နဒီရုပ်ထုထုတဲ့ပုဂ္ဂိုလ်ဟာနန်းတွင်းအကျော်မော်ပညာရှင်ဖြစ်ပြီးတော့ဘယင်မြင့်မြတ်ကြီးရဲ့ရွှေတစိမ့်စုချီးမြှင့်တော်ခံရတဲ့လူပဲဖြစ်ရလိမ့်မယ်ဗျဖုံးတော်ကြီးမှာသွားမစစ်နိုင်အောင်သဘောကျပြီးရင်ကြနေလေတော့သည်ဟုတ်ပါကွာတွေ့ဘူးသမျှရုပ်ထုတွေထဲမှာဒီရုပ်ထုလောက်အသက်ဝင်တာမျိုးမတွေ့ဘူးဒီပပုဆရာရှင်ဟာတာမန်ပုဂ္ဂိုလ်မျိုးတော့မဟုတ်တော့ဘူးကွာနော်ဖုံးတော်ကြီးကအထူးသဘောကျကရေမောလျက်ပြီးမှမင်းတို့ကတိတ်ချီးကျူးနေတော့ကြွားရကြမှာဆိုလို့အသာငြိမ်နေတာကွာတကယ်တော့အဲ့ဒီခွေးရုပ်ထုကြီးကိုငါကိုယ်တိုင်ထုထားတာကွာ